သဲကန္တာရထဲကရှားဆောင်ပင်လိုပဲအခြားသူတွေရဲ့အရှုံးပေးတဲ့နေရာမှာတော့ရှင်သန်နိုင်စွမ်းရှိခြင်းဟာအောင်မြင်မှုပါပဲပင်လယ်ပြင်ကြီးကိုမြင်လိုက်ရတဲ့အခါလေငယ်လေးဟာသူ့ကိုယ်သူမသေးငယ်ဘူးလို့မခံစားရပါဘူးသူ့ရဲ့ခွန်အားတွေကလှိုင်းလုံးတွေနဲ့အတူရေစီးကြောင်းကိုဖြတ်ပြီးရှေ့ဆက်နေလို့ပါပဲအုပ်အောငှက်တကောင်ဟာအကောင်းဆုံးအတန်ထွက်ဖို့အတွက်တချင်းစာသားတွေကိုလေ့ကျင့်နေစရာမလိုပါဘူးသူရဲ့တဘာဝအတိုင်းစီးကြကြတီးဆူခြင်းဟာအောင်မြင်မှုပါပဲလောကကြီးမှာဘာကိုမှဂယုမဆိုင်ပဲပျော်ရွှင်ရဲတဲ့တတိဟာအလှဆုံးလွတ်လပ်မှုပဲလွတ်လပ်တဲ့ငှက်တကောင်လိုကောင်းငင်မှာပြန်တန်းနေသလိုပဲဘယ်နေရာကိုမဆိုစိတ်ကြောက်သွားရောက်နိုင်လိမ့်မယ်ကဘာကြီးရဲ့အလှတရားတွေကိုစူးစမ်းရှာဖွေရင်းအံ့ဩစရာတွေနဲ့ပြည့်နေတဲ့ဘဝတစ်ခုကိုပိုင်ဆိုင်နိုင်လိမ့်မယ်မုန်တိုင်းတစ်ခုဟာသူ့ရဲ့အစွမ်းစားကိုပြသဖို့အတွက်တစ်ပင်တွေရဲ့အမြင့်ကိုစမ်းသပ်တယ်မင်းရဲ့အောင်မြင်မှုဟာလည်းစိန်ခေါ်မှုတွေကိုတွေ့ကြားမှာပိုးပြီးခိုင်မာလာမှာပါ